Aquarius ကောင်းရသည်ဝါများအတွက်2025ခုနှစ်နိုဝင်ဘာလတလစာဟောစတန်းကိုကျမတို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါတယ်ရှင်။အချစ်ရေး၊ကျမ်းမာရေး၊ငွေကြေးပဏ္ဍာရေး၊အလုပ်ကိုင်တဲ့တံမွေဝန်ကြောင့်ပညာရေးတို့ကိုပြည့်စုံစုံတင်ဆက်ပေးထားတာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့ပြောချင်ပါတယ်။ channel လေးကို subscribe လုပ်ခဲ့ရသေးရင်လည်း subscribe လေးလုပ်ခဲ့ကြပေးဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်။အခုပထမဦးစွာအချစ်ရေးဆိုင်ရာအကြောင်းအရာများကိုပြောပြပေးလိုပါတယ်။ဒီလမှာတော့ချစ်ခင်ရသူများကိုကူညီဖို့အချိန်ပေးပါအခြေရေးကိုတက်ကြွလန်းဆန်းစေပြီးစိတ်အားတက်ကြွခြင်းရဲ့ပုံမှုအောင်စိုက်ပါစိတ်ရေးချမ်းသာပြီးတော့တည်ငြိမ်မှုရှိပါကဂျုံနှက်ခတ်တွေကမျှတားတဲ့ကိုပွိုင်ဘဝစီကိုဥတီပေးပါလိမ့်မယ်နောက်ပိုင်းမှာအခြေအတွက်တောင်းတမှုကပြင်းထန်လာပြီးတော့ဆွဲဆောင်နိုင်စွမ်းလည်းမြင့်လာပါလိမ့်မယ်အခြေရေးမှာအတွေးအမြင်များအပြောင်းလဲလုပ်ကြည့်ပါအပြောင်းလဲမှုများကကောင်းကျိုးများအသိမဲ့ပြုခံရမှုများဖြစ်လာပြီးတော့အပြုသဘောဆောင်ကအကျိုးဖြစ်ထွန်းစေပါလိမ့်မယ်ဂျုံနှက်ခတ်တို့ကရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနဲ့စိတ်ခံစားမှုပိုင်းဆိုင်ရာကိုအပြေးဝပျော်ရွှင်ပြီးတော့အခြေရေးဘဝကိုပိုင်ဆိုင်နိုင်ရန်ကောင်းချီးပေးပါလိမ့်မယ်စိတ်ရှည်တည်ခံမှုနဲ့နားလည်မှုတို့ဖြင့်အခြေရေးကပုံမှုတိုးတက်လာမှာဖြစ်ပြီးတော့ဝမ်းမြောက်မှုနဲ့ပျော်ရွှင်မှုကိုဆောင်ကျဉ်ပေးပါလိမ့်မယ်။ယုံကြည်မှုဆက်သွယ်မှုနဲ့အပြန်အလှန်လေးစားမှုတို့ကိုတည်ဆောက်ခြင်းပေါ်အာရုံစိုက်ပါလလည်ပိုင်းလောက်မှာတော့ဆက်သွယ်မှုအသစ်များပေါ်ပေါက်လာပြီးတော့ဆက်ဆံရေးမှာပုံမှုခိုင်မာလာပါလိမ့်မယ်။ဆက်လက်ပြီးကျန်းမာရေးဆိုင်ရာအကောင်းဆုံးများနဲ့ဆောင်ရွက်များကိုပြပြပေးလိုပါတယ်။ကျန်းမာရေးကကောင်းမွန်စွာဆက်လက်တရှိနေမှာဖြစ်ပြီးတော့နာတာရှည်ယောဂခံစားနေရပါကဒီလမှာတသက်နေနိုင်ပါလိမ့်မယ်။သို့တော်လည်းလလည်ပိုင်းဝင်ခြင်းမှာအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂများကိုတတိထားပါ။ကျန်းမာအကျန်းခံရအောင်နေထိုင်တတ်ရန်သင်ယူပါ။ကျန်းမာရေးညှိစွာစားတောက်ပါ။နောက်ဆုံးတစ်ဝက်မှာတော့အထူးသဖြင့်ကျန်းမာရေးကိုဦးစားပေးပါ။စိတ်ခံစားမှုများကိုစီမံခန့်ခွဲရန်နဲ့အတွေးစိတ်ရဲ့ဆန္ဒနဲ့ဆက်သွယ်ရန်ဘဝပတ်ဝန်းကျင်နဲ့အချိန်ဖြုံးမှာပုံမှန်လမ်းလျှောက်ပါမကြာခဏတရားထိုင်ပါပြန်လည်ကောင်းမှုရေးကိုအာရုံစိုက်ပြီးတော့ကျန်းမာရေးကိုဦးစားပေးခြင်းဖြင့်လုံးစုံသောကျန်းမာပျော်ရွှင်မှုကိုတိုးတက်စေပါလိမ့်မယ်ကြိုတင်ကောက်ွယ်မှုများပြုလုပ်ပါကြိုးပမ်းအားထုတ်မှုများကအကျိုးဖြစ်ထွန်းတဲ့ရလဒ်များကိုဖြစ်ပေါ်စေပါလိမ့်မယ်ဆက်လက်ပြီးငွေကြေးပဏ္ဍာရေးဆိုင်ရာအကြောင်းအရာများကိုပြပေးခြင်းပါတယ်ဒီလမှာအကျိုးမဖြစ်ထွန်းတဲ့အရာများအတွက်ငွေဖြုံးတီးခြင်းကိုရှောင်ရှားနိုင်ပြီးတော့ပဏ္ဍာရေးအကျိုးမြတ်များအတွက်ကြိုးပမ်းပါလိုအပ်တဲ့အခါအကူအညီတောင်းဖို့ခံဖို့မရှက်ပါနဲ့ကောင်းမွန်သောစီမံခန့်ခွဲမှုနဲ့သုံးစွဲမှုမှာစီကံအတွက်ရည်ရွယ်ချက်များချမှတ်ပါလလည်ပိုင်းမှာငွေကြေးကိစ္စများအတွက်အားပေးထောက်ခံမှုအစစ်တစ်ခုဖြစ်ပြီးတော့မပြီးမပြတ်ရှိနေတဲ့ရရှိရန်ငွေများကိုလည်းပြန်လည်ရရှိပြီးတော့ခွင့်လန်းသစ်များရရှိခြင်းတို့ဖြစ်ပေါ်လာနိုင်ပါတယ်။နောက်ပိုင်းမှာဟောင်းနွမ်းတဲ့ရင်းနှီးမြှုပ်နှံမှုများမှာဗန္ဒာရေးအကျိုးမြတ်များရရှိနိုင်တော့လဲအမြန်အကျိုးမြတ်များအတွက်ရည်မှန်းချက်ကြီးသောဆုံးဖြတ်ချက်များကိုရှောင်ပါ။တည်ငြိမ်သောဗန္ဒာရေးအုပ်မြစ်ကိုတည်ဆောက်ရန်အာရုံစိုက်ပါ။ဆရာထက်သန်မှုများကြောင့်ဗန္ဒာရေးတိုးတက်မှုအရှိန်မြင့်လာပါလိမ့်မယ်။လလည်ပိုင်းမှာဗန္ဒာရေးခွင့်လန်းသစ်များပေါ်ပေါက်လာမှာဖြစ်ပြီးတော့ပညာရှိရဲ့ဆုံးဖြတ်ချက်ချမှတ်ခြင်းဖြင့်ဗန္ဒာရေးတိုးတက်မှုတွေပွင့်လန်းလာပါလိမ့်မယ်။ဆက်လက်ပြီးအလုပ်ကိုင်တဲ့တမွေးဝမ်းကြောင်းဆိုင်ရာအကြောင်းအရာများကိုပြပေးလိုပါတယ်ဒီလအခိုင်မာတဲ့တိုးတက်မှုနဲ့ကျွမ်းကျင်မှုဆိုင်ရာအိမ်မက်များတကယ်ဖြစ်လာပြီးတော့ယာရုတိုးမြင့်မှုနဲ့လာတာတိုးမြင့်မှုများကိုလည်းမျှော်လင့်နိုင်ပါတယ်ဂျိုရဲတရားမှုများကအလောက်ကိုင်းနဲ့အားဖြည့်ပေးမှဖြစ်ပြီးတော့ကျွယ်ဝမှုနဲ့တရားဝါပြမှုကိုဆောင်ကျဉ်ပေးလာပါလိမ့်မယ်လလည်ပိုင်းဝင်ခြင်းမှာတော့ယာယီရတဲ့နေသလိုခံစားရနိုင်ပေမဲ့လည်းကိုယ့်ရဲ့အင်အားနဲ့ကြော်ဖြတ်နိုင်ပါလိမ့်မယ်အတွေးအမြင်သစ်များကိုစသက်ပြီးစီမံကိန်းများမှာအသုံးချပါကံကြမ္မာကစိတ်လှုပ်ရှားပွဲခွင့်လန်းများကိုယူဆောင်လာလိမ့်မယ်ဥဆောင်သူအဖြစ်ဆက်လက်နေထိုင်ပြီးတော့ကြိုးပမ်းအားထုတ်မှုများကအကျိုးဖြစ်သောရလဒ်များကိုရရှိစေပါလိမ့်မယ်ဥဆောင်မှုရယူရန်နဲ့ကျွမ်းကျင်မှုများကိုထုတ်ဖော်ပြသရန်မကြောက်ပါနဲ့ဒီလမှာကိုယ့်ရဲ့ရည်ချင်းတွေကိုအတိအမဲ့ပြုခံရမှာဖြစ်ပြီးတော့ကြိုးပမ်းအားထုတ်မှုများအတွက်အသီးခွင့်များကိုချိန်သိမ်းရပါလိမ့်မယ်နောက်ဆုံးအနေနဲ့ပညာရေးဆိုင်ရာအကြောင်းအရာများကိုပြပေးလိုပါတယ်ဒီလရဲ့အစောပိုင်းမှာအခြားသူများထံမှသင်ယူရန်အခွင့်အလမ်းများကိုဆောင်ကျဉ်ပေးလာပါလိမ့်မယ်အာရုံစူးစိုက်မှုရှိပါဖန်တီးမှုရှိစွာထုတ်ဖော်ပြောဆိုပါဆရာမများနဲ့ကောင်းမွန်သောဆက်ဆံရေးကိုထိန်းသိမ်းပါလလည်ပိုင်းမှာစွမ်းဆောင်ရည်တိုးတက်လာမှာဖြစ်ပြီးတော့ကိုယ့်ရဲ့အရေးအရှင်းကပြဿနာများကိုစီမံခန့်ခွဲရတဲ့အကူအညီပေးပါလိမ့်မယ်ကျိုးစားလှုပ်ဆောင်ပါမကောင်းသောအပေါင်းအသင်းများကိုရှောင်ပါအောင်မြင်အတွက်စိတ်အားထက်သန်စွာနေထိုင်ပါပွင့်လင်းသောစိတ်ထားရှိပြီးတော့လည်းလျောညီတွေရှိပါစိန်ခေါ်မှုများကိုလက်ကူစွာကျော်လွှားနိုင်ပါလိမ့်မယ်ဇွဲလုံးလားနဲ့စိတ်ပိုင်းပြတ်မှုတို့ဖြင့်ပန်းနိုင်များစီသို့ရောက်ပါလိမ့်မယ်ပညာသင်ကြားမှုအတွက်စိတ်အားထက်သန်စွာဆက်လက်လှုပ်ဆောင်ပြီးအတားအဆီးများကြောင့်စိတ်ပြအားငယ်ခြင်းမဖြစ်ပါစေနဲ့ကိုနဲ့ကိုယ့်ရဲ့စွမ်းရည်များကိုယုံကြည်ပါအောင်မြင်လာပါလိမ့်မယ်ဆက်လက်ကြိုးစားပါကြိုးစားအထောက်အမှုများကအကျိုးဖြစ်ထွန်းလာပါလိမ့်မယ်ဒီလအတွက်ကတော့ဒီလောက်ပါပဲရှင်ကျမတို့ channel ကနေအခုလိုမျိုးရာသီဝင်လိုက်ကောင်းခြင်းဆိုခြင်းများအပြင်ဆောင်ရန်ရှောင်ရန်များကိုပါလစဉ်လတိုင်းအတွက်တင်ဆက်ပေးနေတာဖြစ်လို့ကျေးဇူးပြုပြီးတော့ကျမတို့ရဲ့ channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်အချိန်ပေးပြီးနောက်ထောင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်ဘေးရန်ရဲ့ကင်းဝေးပြီးစိတ်ရောကိုယ်ပါနှွေးထွေးလုံခြုံသောနေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေရှင်